မင်္ဂလာပါခင်ဗျာကိုချစ်ခမဲ့လောက်ကန်ရှောက်ဖို့ပြီးရမိဘပြည်သူများကိုလူထွေးစွာကြိုးစားပါရခင်ဗျာကျွန်တော်ပြောချင်တာကတော့ဘာလဲဆိုတော့ခုချက်ပိုင်းဒီမှာဖန်စီတီတော်တော်များများရှိနေတာတော့တွေ့မြင်ရပါတယ်အဲ့ဒီအတွက်နော်မိဘပြည်သူများဘောနော်ဆဆရအတိထားဖို့ရမိတ္တရက်ခံပါတယ်ကိုချစ်ခမဲ့လောက်ကန်ရှောက်ဖို့ပြီးရကျွန်တော်ကိုချစ်ဖြစ်ပါတယ်ခင်ဗျနော်မိဘပြည်သူများကိုပြောချင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုခုရက်ပိုင်းမှာနော်ဖန်စီတီများနေပါတယ်ဖန်စီတီများနေတယ်ဆိုတော့အဖွဲဆုံးပေါ့ဗျာတော်မောင်းပါဝင်အဖွဲဆုံးတီနော်တော်မောင်းပါဝင်အဖွဲဆုံးဖန်စီတီကျန်းနေပါတယ်အားရနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများပေါ့နော်မိဘပြည်သူများဆဆရရတော်လာနေတိုင်းတတိနဲ့သွားလာပြီးဖို့မိတ္တရက်ခံပါတယ်နော်တကယ်လို့ပြင်သွားရဆိုလို့ရှိရင်ကိုလိုခုံလဲဆိုတော့ကိုရဲ့ရေးကြီးတဲ့ကိစ္စလေးပဲဖြစ်ဖြစ်ပေါ့နော်အကြောင်းတစ်ခုကြောင့်သွားလာပြီးပဲဖြစ်ဖြစ်သွားတတိလာတတိနော်စာတတိလေးရှိဖို့အတွက်ကျွန်တော်အနေနဲ့ဥစွာပထမမိတ္တရက်ခံပါတယ်နောက်တစ်ခုကမိမိတို့မနော်လောက်ထားတော့ထောက်ထားတွေရှိတယ်ဆိုရင်ပေါ့နော်ထောက်ထားတွေရှိမယ်ဆိုလို့ရှိရင်မိမိတို့ကိုယ်နဲ့မကွာယူသွားကြပါနော်မိမိတို့မှာနော်ထောက်ထားရရှိတယ်ဆိုရင်ပေါ့နော်ထောက်ထားပန်းရောင်ကတ်တို့စီရိုင်းတို့ပေါ့နော်ဆက်ရဖြစ်ထောက်ထားရရှိခဲ့မယ်ဆိုရင်ကိုယ်နဲ့မကွာဘယ်နာပဲတော့ယူသွားကြပါထောက်ထားရအိမ်မှာလည်း၎င်းအခန်းမှာတော့၎င်းမထားခဲ့ပါနဲ့ကိုယ်နဲ့မကွာယူသွားကြပါနော်အဲ့ဒါလေးတော့ကျွန်တော်အနေနဲ့ဥစားပထမပြောချင်ပါတယ်နော်တော်မောင်းဖမ်းတယ်ဆိုလို့ရှိရင်လည်းနော်ရက်ကက်မရပါဘူးရက်ကက်တွေလောက်ထားတဲ့မိဘပြည်သူညီကိုမမများခင်ဗျာနော်ရက်ကက်လောက်ထားတာရက်ကက်တွေလောက်ထားတဲ့မိဘပြည်သူညီကိုမမခင်ဗျာကျွန်တော်အနေနဲ့ပြောချင်တာအလားတူပဲနော်ရက်ကက်တွေလောက်ထားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့တော်မောင်းဖမ်းလို့ရှိရင်ရက်ကက်လည်းမရပါဘူးနော်တော်မောင်းဖမ်းလို့ရှိရင်ရက်ကက်လုံးဝခွင့်ဆောင်ခွင့်ပဲမရပါဘူးနော်သူတို့ကထောက်ထားမဲ့လို့သဘောထားပြီးဖမ်းသွားမှာဖြစ်ပါတယ်နော်တကယ်လို့သူတို့စစ်ဆေးလို့မိမိတို့ရှိမှာဘတ်လောက်ထားတယ်ပေါ့နော်ဘတ်ဆိုတာပန်းရောက်ကပြောတာပါဗျနော်အဲ့ဒါလောက်ထားတယ်ဆိုလို့ရှိရင်သူတို့ကစစ်ဆေးတဲ့အခါမှာနော်ကိုယ်နဲ့မကွာရှိပြီးတော့ထောက်ထားကိုနော်ကြည့်ပြီးလို့ရှိရင်ပြန်လှုပ်တာလေးတွေရှိပါတယ်နောက်တစ်ခုကမိမိတို့မှာထောက်ထားမရှိဘူးဆိုလို့ရှိရင်ဖမ်းခေါ်တော့ပါတယ်နော်အဲ့လိုနေထိုင်တော့ရှိပါတယ်ရဲဘက်ဆိုတာကတော့နော်ရဲတို့ဘာလို့ပဲရမှာပါခင်ဗျာတို့သုံးမောင်းနဲ့ပတ်သက်ပြီးတော့မရပါဘူးနော်ခုနောက်ပိုင်းကအဖွက်စုံနေလိုက်လာဖန်ဆီးနေတဲ့နေထားတွေတော့ရှိပါတယ်အဲ့အတွက်မိဘပြည်သူများပြောချင်ပါတယ်နော်မဲဆောက်လိုနေရာမျိုးမှာလည်းနော်ဖန်ဆီးတွေရှိပါတယ်သတိထားပါဈေးထဲမှာတော့၎င်းဟိုနာဒီနာတော့၎င်းဘယ်နာပဲတော့သတိနဲ့သွားပါသတိနဲ့လာပါထောက်ထားတွေကိုလည်းကိုယ်နဲ့မကွာဘယ်နာပဲတော့ယူသွားကြပါနော်အဲ့ဒါလေးတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော်အဓိကနိုင်ငံတည်တည်မှာကျွန်တော်ပြောချင်တာကတရားဥပဒေဆိုတာရှိပါတယ်နော်တရားဥပဒေရှိပါတယ်ဒီမျိုးဥပဒေပေါ့နော်သူရဲ့စီမီစီကံဥပဒေတွေရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံသားအနေနဲ့နော်တည်ထားတင်ဖို့လိုပါတယ်နော်သူတို့ရဲ့နော်ထိုင်းနိုင်ငံမှာရှိတဲ့သူတို့ရဲ့ရိုးရာရည်ကြီးမှုကိုလည်းနော်ရိုးရာကြီးကြီးမှုတွေအားလုံးကိုလည်းမိမိတို့တဘောနဲ့လည်းရောညီတူမှုရှိအောင်နေပေးဖို့လည်းမေတ္တာရက်ခံပါတယ်ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်